နာရွယ်ကားကားလေးတွေနဲ့ချစ်စရာကောင်းတဲ့ကဘာအသေးဆုံး Fennec Fox မြေခွေးလေးတွေရှိပါတယ်။ Fennec မြေခွေးလေးတွေကချစ်စရာကောင်းရုံတင်မကပဲသူတို့ရဲ့ပစ္စာရှိမှုကလည်းလေးစားစရာပါ။သူတို့ကဘဝလက်တွဲဖို့ကိုတစ်ဆက်စာအတွက်တဦးတည်းရွေးချယ်တတ်ကြပါတယ်။အခုမြင်တွေ့နေရတာကတော့အမလေးကိုဝင်ရှိလာတဲ့အခါပါ။အထီးလေးကအစားအသောက်ရှာဖွေပေးဖို့နဲ့မိသားစုကိုစောင့်ရှောက်ဖို့အတွက်စွိုင်းအင်တွေကိုကြိုတင်ဆူဆောင်းနေတာပဲဖြစ်ပါတယ်။မိသားစုအတွက်အရေးကြီးဆုံးမှာတော့လုံခြုံတဲ့အိမ်တစ်လုံးလိုပါတယ်။ဒါကြောင့်မြေခွေးလေးကတဲပင်အောက်မှာမြေအောက်လိုင်ကူကိုကျွမ်းကျင်စွာတူးဆွဲနေပါတယ်။သူ့ရဲ့သေးငယ်တဲ့ခြေထောက်လေးတွေကမန်နက်အနှဲငယ်အတွင်းမှာတင်40 စင်တီမီတာလောက်အထိနက်အောက်တူးနိုင်စွမ်းရှိပါတယ်။တူးပြီးသွားတဲ့အခါမှာတော့ဒီလိုင်ကူကရိုးရိုးလေးမဟုတ်တော့ပါဘူး။အထက်မှာပေရာ20ကျော်ရှည်လာပြီးဝင်းပေါပေါင်း15ခုလောက်ထိရှိတတ်တဲ့ဝင်းကဘာကြီးတစ်ခုလိုဖြစ်သွားပါတယ်။ဒါကရန်သူတွေလက်ကနေလွတ်မှာဖို့နဲ့ပူပင်လာတဲ့ခန္ဓာလာနေအောင်အောင်မှာအေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့အတွက်သူတို့ရဲ့အသိဉာဏ်နဲ့ဖန်တီးထားတဲ့ခန္ဓာကြီးဖြစ်ပါတယ်။ဒီတဘာဝတရားကိုကြည်ချင်းအပြင်ကျွန်တော်တို့တစ်ခုသင်ယူနိုင်ပါတယ်။အောင်မြင်တဲ့မိသားစုတစ်ခုခိုင်မာတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာတယောက်ကိုတယောက်ဖေးမှကူညီမှုနဲ့ကြိုတင်ပြင်ဆင်မှုတွေလိုအပ်တယ်ဆိုတာပါ။ဘလောက်ပဲတေးငယ်ပါစေစ조사အားထုတ်မှုရှိရင်ခိုင်မာတဲ့အကားကွယ်တစ်ခုကိုဖန်တီးနိုင်ပါတယ်။အခုလိုမျိုးတောရိုင်းတရိษံလေးတွေရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအနည်းကြီးရှုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။အားလုံးပဲကိုစိတ်နှဖျားကျမ်းမာရှင်လန်းကြပါစေ။ကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ။